အားလုံးပဲမင်္ဂလာပါပြန်လည်ပြီးတွေ့ရတဲ့အတွက်ရမ်းမဲ့ဝမ်းသာတယ်ရှေးစွာနဲ့ဖျားခင်နာမတော်ကိုချီးမွမ်းပါတယ်ကျမတို့တရက်ပြီးတရက်ဖျားခင်ပို့ဆောင်ပေးတယ်ဒီနေ့ထိတိုင်အောင်ဖျားခင်ရလွန်မဲ့ကျမတို့ပေါ်မှာကောင်းမြတ်တာဖြစ်ပါတယ်အဲ့တော့ဖျားခင်ရဲ့ကျေးဇူးကိုချီးမွမ်းတယ်ရှေးစွာနဲ့ကျမတို့နှုတ်ကပတ်တော်အတွက်အရင်ဆုံးစက္ကန့်နဲ့ဆုတောင်းရအောင်ဖာဂရောကိုကျေးဇူးတင်တယ်။ဒီနေ့မှာသမီးတို့ကြားနာရမယ့်နှုတ်ကပတ်တော်အားဖြင့်သမီးတို့အသီးသီးကိုကောင်းချီးပေးပါ။ဒီနှုတ်ကပတ်တော်ကိုကြားတဲ့သူတယောက်ချင်းစီအသက်တာမှာလည်းအထူးပဲကောင်းချီးမင်္ဂလာဖြစ်စေပါ။ဒီဆောက်เสียဖြစ်စေပါ။သမီးတို့နှုတ်ကပတ်တော်ကိုစက္ကန့်အနံ့ပါတယ်။ဝိညာဉ်တော်သမီးတို့ကိုလမ်းပြပါ။ယေရှုနာမနဲ့အချိန်တိုင်းလုံးစုံကိုစက္ကပ်ပါတယ်ဖာ။အာမင်။ဒီနေ့မှာကျွန်မအဓိကပြောချင်တဲ့အကြောင်းအရာလေးရပါလဲဆိုရင် Don't limit to God ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့ပြောချင်တယ်ကျွန်မနော်လွန်ခဲ့တဲ့2019ဒီဇင်ဘာလတုန်းကကျွန်မတို့ဧဝံဂေလိကေရိုစင်ဂိမ်းကျွန်မတို့ထွက်ကြတယ်ကျွန်တော်တို့ဘယ်လိုသွားလဲဆိုရင်တော့စက်ယုံတွေပေါ့နော်အဓိကတော့အဲ့ဒီဖက်မှာရှိတဲ့မြန်မာတွေကိုကျွန်တော်တို့ဒီဧဝံဂေလိဟောပြောဖို့ရန်အတွက်ဆိုပြီးမှကျွန်တော်တို့သွားကြတယ်အဲ့တော့ကျွန်တော်တို့ခေရကနေစပြီးထွက်တယ်တနာရီကြော်လောက်ကားစီးပြီးသွားကြရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကျွန်တော်တို့ကကြိုတင်ပြီးပြင်ဆင်တယ်လူတွေကိုလည်းကြိုတင်ပြီးဖုန်းခေါ်တယ်ကျွန်တော်တို့လာမယ့်အကြောင်းအရာတွေကိုသူတို့ကြိုပြီးပြောပြတဲ့အခါမှာကျမတို့ထင်တာကအရာအလုံးအဆင်ပြေမယ်ပေါ့နော်အဲ့တော့ကျမတို့သွားတဲ့အခါမှာတကယ်လည်းအဆင်ပြေပါတယ်ကျမတို့ရောက်တဲ့အခါမှာလူတွေလည်းရှိတယ်ကျမတို့လူတွေစုလိုက်တဲ့အခါမှာလူ100နီးပါးရှိတယ်အဲ့တော့ကျမတို့သူတို့တွေကိုနော်ခရစ်စင်ရဲ့တခြင်းဆိုပြတယ်ပြီးတော့နောက်ဆုံးမှာကျမတို့ရဲ့ဆရာကဧဝံဂေလိစပြီးဟောတယ်ဟောတဲ့အခါမှာစပြီးဧဝံဂေလိဟောတဲ့အချိန်ကစပြီးလူတွေကလှုပ်လှုပ်ရှားရှားဖြစ်လာသူတို့ကဧဝံဂေလိကိုနားမထောင်ချင်ဘူးသူတို့အထဲမှာနားမထောင်ချင်ဘူးအဲ့တော့ကျွန်မကစပြီးဘာတွေးလဲဆိုရင်ဘုရားသခင်လို့ကိုတို့ဘာလုပ်နေရလဲပေါ့နော်ကျွန်တော်တို့ဧဝံဂေလိလာပြီးနေရအဝေးကြီးကနေလာပြီးဧဝံဂေလိလာဟောတယ်နော်ဘုရားအတွက်အမှုတော်ဆောင်ဘုရားသခင်အလုပ်လုပ်ပေးတဲ့နဲ့ပေါ့နော်ကျွန်မအလုပ်ထင်တယ်အဲ့တော့ဘုရားသခင်ကလုံးဝမတရားဘူးနော်လူတွေရဲ့အထဲမှာတကယ်ပဲနှုတ်ကပတ်တော်မျိုးစေ့ကိုကျဲနေတဲ့အခါမှာဧဝံဂေလိဟောနေတဲ့အချိန်မှာဘုရားသခင်ကအလုပ်လုပ်ပေးတဲ့နဲ့လူတွေရဲ့အထဲမှာနားထောင်ခြင်းနဲ့နှလုံးသားတွေဘုရားသခင်လုပ်ပေးတဲ့နဲ့ဆိုပြီးကျမကအလို့ထင်တယ်ပေါ့နော်အဲ့တော့နောက်ပိုင်းဆရာဟောတဲ့အခါမှာလူတွေကတဖြည်းဖြည်းငြိမ်လာငြိမ်ပြီးမှနားထောင်လာပြီးတော့ကျမတို့အဲ့ဒီညမှာလေမြောက်များစွာသောလူတွေနော်လူပေါင်း300လောက်ရှိမယ်နော်ကယ်တင်ချင်းရတယ်နောက်တစ်ခုနာမကြသောသူတွေနားပြန်ကြားရတယ်နော်ဒီအယိုးနာတဲ့သူတွေပြန်ပြီးကျမ်းမာတယ်စသဖြင့်နမိတ်လက္ခဏာတွေကျမတို့မြင်တွေ့ရတယ်အဲ့ဒီညမှာပဲလေကျမတို့နမိတ်လက္ခဏာတွေမြင်တွေ့ရတာဖြစ်တယ်အဲ့တော့ကျမစဉ်းစားတဲ့အရာကကျမတို့ကိုဒီနီလန်းနဲ့ဘုရားသခင်ကအလုံးမလုံးပေးနိုင်ဘူးလို့ကျမကထင်လိုက်တယ်ဒါပေမဲ့ဘုရားသခင်ကကျမတို့ထင်တဲ့နီလန်းတစ်ခုတည်းနဲ့ပဲအလုံးလုံးတဲ့ဘုရားမဟုတ်ပါဘူးဘုရားသခင်မှာကျမတို့ကိုကောင်းချီးပေးမဲ့နီလန်းတွေအများကြီးရှိပါတယ်အာမင်အဲ့တော့ဒီနေ့မှာဘုရားသခင်ကယောရှုကိုယေရီခေါမြို့ကိုတိုက်ဖို့ရန်အတွက်ဘုရားသခင်ကပြောတဲ့အခါမှာဘုရားသခင်ကသူတို့ကိုအဲ့လိုမျိုးပြောတဲ့အခါမှာယောရှုနဲ့သူ့အဖွဲ့တွေကထင်ရင်ထင်လိမ့်မယ်ဘုရားသခင်ကငါတို့ကိုစစ်နီးပြူဟာတွေပေးလိမ့်မယ်ဘယ်လိုမျိုးတိုက်ရမယ်ဆိုတဲ့ပုံစံတွေဘယ်လိုမျိုးနော်ငါတို့အင်အားတွေဘယ်လောက်လိုမယ်လက်နက်တွေဘယ်လောက်လိုမယ်စသဖြင့်ဘုရားသခင်ဒီသူတို့ကိုအတိအကျပြောမယ်ဆိုပြီးသူတို့ထင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီအကြောင်းအရာကိုယောရှုမှတ်စာအခန်းကြီး6ထဲမှာတွေ့ရတယ်ထိုအခါဣဒရေလအမျိုးသားတို့ကြောင့်ယေရီခေါမြို့သည်ချက်တီးစွာပိတ်ထားလျက်ရှိ၍ထွက်တော်သူဝင်တော်သူတစုံတယောက်မျှမရှိသည်နှင့်အညီထာဝရဘုရားကကြည့်ရှုလောယေရီခေါမြို့ယေရီခေါမင်းကြီးနှင့်တကွခွန်အားကြီးသောစစ်သူရဲတို့ကိုတင့်လက်၌ငါအပ်လေပြီတို့ဖြစ်၍မြို့ကိုလှည့်ပတ်ရကြမည်ဣဒရေလစစ်သူရဲအပေါင်းတို့သည်6ရက်ပတ်လုံးလှည့်ပတ်ခြင်းအမှုကိုပြုရကြမည်ဘုရားသခင်ကသူတို့ကိုနီးပြူဟာပေးပါတယ်ဒါပေမဲ့ဘုရားသခင်နီးပြူဟာပေးတဲ့အရာကစစ်တိုက်ဖို့မဟုတ်ဘူးဖြစ်တယ်ဘုရားသခင်ပေးတဲ့နီးပြူဟာဘာလဲဆိုရင်ယစ်ပရောဟိတ်9ယောက်တို့သည်တက်တာတော်ရှေ့မှာယူဘိလတဘိုး9လုံးကိုဆောင်ရကြမည်တတမနေ့ရက်၌9ချိန်တိုင်အောင်မြို့ကိုလှည့်ပတ်၍ယစ်ပရောဟိတ်တို့သည်တဘိုးကိုမှုတ်ရကြမည်ဘုရားသခင်ကသူတို့ကိုပေးတဲ့နီးပြူဟာကဘာလဲဆိုရင်တဘိုးမှုတ်ဖို့ရန်အတွက်ပြောတယ်ပြီးတော့အဲ့ဒီခါမှာကြွေးကြော်ဖို့ရန်အတွက်ဘုရားသခင်ကယောရှုနဲ့အဖွဲ့ကိုပြောခဲ့တယ်ယောရှုတို့ထင်တဲ့နီလန်းနဲ့ဘုရားသခင်ကသူတို့ကို
အကြံဉာဏ်ပေးတာမဟုတ်ဘူးယောရှုတို့ထင်တဲ့စစ်တိုက်ပုံစစ်တိုက်နီးနဲ့ဖျားသခင်ကသူတို့ကိုစစ်တိုက်ခိုင်းတာမဟုတ်ဘူးဖြစ်တယ်ဒီနေရာမှာတွေ့ရတဲ့အရာကအဲ့တော့ကျွန်တော်တို့တစ်ခါတလေမှထင်တယ်လူတွေကထင်တယ်ဘုရားသခင်ကဒီနီလန်းနဲ့အလုံးလုံးမယ်ဘုရားသခင်ကဒီနီလန်းနဲ့ကျွန်တော်တို့ကိုခေါင်းကြီးပေးမယ်ဘုရားသခင်ဒီလိုနီလန်းနဲ့ငါတို့နဲ့အတူပါရှိလိမ့်မယ်ဆိုပြီးကျွန်တော်တို့ထင်တတ်တယ်ဒါပေမဲ့တစ်ခါတလေမှဘုရားသခင်ဒီကျွန်တော်တို့ထင်တဲ့နီလန်းနဲ့ပဲအလုံးလုံးတာမဟုတ်ပါဘူးတစ်အပေါင်းတစ်နဲ့နှစ်ရတယ်လို့နှစ်ကိုရနိုင်တဲ့နီလန်းတွေလည်းအများကြီးရှိပါတယ်အာမင်အဲ့ကျွန်တော်တို့ထင်တဲ့ဟာကတစ်အပေါင်းတစ်ကနေပဲနှစ်ရနိုင်တယ်လို့ပဲထင်တယ်ကျန်တဲ့နီလန်းတွေကျွန်တော်တို့မှာမရှိဘူးကျန်တဲ့အတွေးခေါ်ကျွန်တော်တို့မှာမရှိတော့ဘူးဒါပေမဲ့ဘုရားသခင်စီမှာနီလန်းတွေမြောက်များစွာရှိတယ်ကျွန်တော်တို့ကိုကူညီမဲ့နီလန်းတွေမြောက်များစွာရှိတယ်ကျွန်တော်တို့ကိုကောင်းချီးပေးမဲ့နီလန်းတွေမြောက်များစွာရှိတယ်အဲ့တော့ကျွန်တော်တို့ကဘုရားသခင်ကိုကန့်တက်လုပ်ထားလို့မရဘူးဖြစ်တယ်ဒီလိုနီလန်းနဲ့ပဲနော်ဘုရားသခင်ကဒီလိုနီလန်းနဲ့ကျွန်တော်တို့ထင်ထားတဲ့နီလန်းနဲ့အလုံးမလုံးလာလို့ကျွန်တော်တို့ကစိတ်ပြတ်တတ်တယ်ကျွန်တော်တို့ထင်ထားတဲ့နီလန်းနဲ့ကောင်းကြီးမလာတဲ့အတွက်ဒီလူစီကနေကျွန်တော်တို့ကကောင်းကြီးမျှော်လင့်တယ်ဒါပေမဲ့ဒီလူစီကနေကောင်းကြီးမလာတဲ့အခါမှာဘုရားသခင်အလုံးမလုံးတော့ဘူးလို့ထင်တယ်ဒါပေမဲ့ဘုရားသခင်ကနီလန်းတစ်ခုတည်းနဲ့ပဲကျွန်တော်တို့ကိုအဘယ်တော့မှအလုံးမလုံးဘူးဖြစ်တယ်ဘုရားသခင်ဒီနီလန်းတစ်ခုတည်းနဲ့ပဲလူတယောက်ကိုဘယ်တော့မှကောင်းကြီးမပေးပါဘူးဟာလေလုယာတခါတလေဘုရားသခင်ကကြီးအားကိုအသုံးပြုပြီးမှဒီနေ့အစာကျွေးတယ်ဒါပေမဲ့တခါတလေဘုရားသခင်မုတ်ဆိုးမတွေကိုလည်းအသုံးပြုပြီးအစာကျွေးပါတယ်အာမင်ဘုရားသခင်အသုံးပြုတဲ့နီလန်းတွေကဒီနေ့ကျွန်တော်တို့လူညံနဲ့မှီလို့မရပါဘူးအဲ့တော့ဘုရားသခင်ကိုကျွန်တော်တို့ကဘာလို့မဆိုအကန့်အသတ်လုပ်ထားလို့မရဘူးဘုရားသခင်အလုံးလုံးစေခြင်းနဲ့အရာအားလုံးကိုကျွန်တော်တို့ကခွင့်ပြုဖို့လိုအပ်တယ်ကျွန်တော်တို့က welcome လုပ်ဖို့လိုအပ်တယ်ကြိုဆိုနေဖို့လိုအပ်တယ်ဘုရားသခင်ကိုအမြဲတမ်းနှလုံးသားထဲမှာကြိုဆိုနေဖို့လိုအပ်တယ်ဘုရားသခင်အလုံးလုံးလာမယ့်အရာတွေနီလန်းမျိုးစုံနဲ့အလုံးလုံးလာမယ့်အရာတွေကိုကျွန်တော်တို့ကဘယ်လိုလဲဆိုမျှော်လင့်နေဖို့လိုအပ်တယ်ဟာလေလုယာအဲ့တော့ယောရှုနဲ့အဖွဲ့ကဘုရားသခင်ပေးတဲ့နီလန်းနဲ့သူတို့ယေရီခေါမြို့ကိုတိုက်တဲ့အခါမှာအံ့ဩစရာကောင်းတဲ့အရာကဘာလဲဆိုရင်သူတို့လုံးဝနော်လက်နဲ့ထိစရာမလိုဘဲနဲ့ပင်လေမြို့ကိုပတ်နေရင်တန်းလန်းနဲ့ပင်လေဒီနေ့ယေရီခေါမြို့ကြီးကပြိုကျတယ်ဒီနေ့ယေရီခေါမြို့ကိုဘုရားသခင်ကသူတို့ကိုအပိုင်ပေးတယ်ဆိုတဲ့အရာကိုဒီကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့တော့ဘုရားသခင်ပေးတဲ့နီလန်းကအယံပဲအံ့ဩစရာကောင်းပါတယ်။ဒီဘုရားသခင်ပေးတဲ့နီလန်းနဲ့ဘုရားသခင်ပြောတဲ့အရာနဲ့ကျွန်တော်တို့လိုက်လုံမယ်ဆိုရင်ဒီနှုတ်ကပတ်တော်ပြောတဲ့အရာတွေနဲ့ကျွန်တော်တို့လိုက်လုံမယ်ဆိုရင်ကျွန်တော်တို့ဘဝမှာအမြဲတမ်းကောင်းချီးမင်္ဂလာရှိပါတယ်။အာမင်။ဘုရားသခင်ကကျွန်တော်တို့အတွက်အမြဲတမ်းကောင်းချီးမင်္ဂလာတွေကိုပဲပေးခြင်းတဲ့သူပါ။ဟာလေလုယာတခါလေကျွန်တော်တို့ကထင်တယ်ဘုရားသခင်ကသူ့ကိုဒုက္ခပေးတယ်ဘုရားသခင်ငါတို့ကိုဒီနေ့ဆင်းရဲဒုက္ခကြစေတယ်ဘုရားသခင်ငါတို့ကိုမကြမ်းပါစေဘူးစသဖြင့်ဘုရားကိုကျွန်တော်တို့အပြစ်တင်တတ်တယ်ဒီနေ့ဘုရားသခင်ကိုအပြစ်တင်တဲ့နှလုံးသားတွေဒီနေ့ကစပြီးဖယ်ရှားရအောင်ကျွန်တော်တို့ဘဝမှာဒီနေ့ဘုရားသခင်အလုံးလုံးစေခြင်းတဲ့ပုံစံဘုရားသခင်အလုံးလုံးခြင်းတဲ့နီလန်းတွေကိုကျွန်တော်တို့နှလုံးသားကနေဒီနေ့ခွင့်ပြုရအောင်ဒီနေ့ဘုရားသခင်ကိုကြိုးဆိုရအောင်ဟာလေလုယာအဲ့လို့ဆိုဘုရားသခင်ဒီကျွန်တော်တို့နှလုံးသားထဲမှာကျွန်တော်တို့အသက်တာထဲမှာဒီနေ့လွတ်လပ်စွာအလုံးလုံးလာမှာဖြစ်တယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ဘုရားသခင်ကိုဒီနေ့အကန့်အသတ်မလုပ်ဖို့ရန်အတွက်လိုအပ်တယ်ဘုရားသခင်ရဲ့အလုံးလုံးခြင်းတွေကိုအကန့်အသတ်မလုပ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့နော်လုကာထဲမှာလည်းတွေ့ရတယ်အဲ့တော့လုကာတို့ကျွန်တော်ကလှန်ရအောင်လုကာခန်းကြီးကိုအငယ်စနစ်မှာပြောလဲဆိုရင်မိုးချုပ်သောအခါတစ်ချိန်နှစ်ပါးသောသူတို့သည်ချင်းကပ်လျက်လူများတို့သည်ပတ်ဝန်းကျင်ရွာနှစ်ပုတ်တို့သွား၍အိယာစားစရာကိုရှာစေခြင်းကအခွင့်ပေးတော်မူပါဤအရက်ဒီတော့အရက်ဖြစ်ပါ၏ဟုရှောက်ကြလျင်ဒီနေရာမှာတွေ့တဲ့အရာကတနေ့မှာနော်ယေရှုကတရားဟောနေရင်တန်လန်နဲ့အမှမိုးချုပ်သွားတယ်မိုးချုပ်တဲ့အခါမှာယေရှုရဲ့တရားဟောချက်ကိုနားထောင်တဲ့လူကဘယ်နှယောက်လောက်ရှိစလူပေါင်း9000လောက်ရှိတယ်လူ9000ကယေရှုရဲ့တရားဟောချက်ကိုနားထောင်နေတာဖြစ်တယ်ဒီနေ့ကလို့ကျွန်တော်တို့မိုက်ကင်ပြီးယေရှုတရားဟောနေတာမဟုတ်ဘူးဖြစ်တယ်လူ9000ကိုဒီနေ့မိုက်တွေလည်းမပါဘူးစပီကာတွေလည်းမပါဘဲနဲ့ယေရှုကဒီနေ့တရားဟောတဲ့သူဖြစ်တယ်တရားဟောတဲ့အခါမှာအဲ့ဒီနေရာမှာပဲဆိုမိုးချုပ်သွားတယ်အဲ့တော့ဖြစ်ချင်တော့ညစာစားချိန်ရောက်ပြီဒါပေမဲ့နော်တပည့်တွေကစိုးရိမ်တယ်သူတို့မှာစားစရာမရှိဘူးဒီလူပေါင်း9000ကိုကျွေးဖို့ရန်အတွက်သူတို့မှာမလုံလောက်ဘူးဖြစ်တယ်အဲ့တော့ဒီနေရာမှာတပည့်တော်တွေကစိုးရိမ်နေသူတို့စိုးရိမ်တဲ့အရာကဒီလူ9000ကိုသူတို့မှာကျွေးဖို့ရန်အတွက်အစားအစာအလုံလောက်မရှိဘူးသူတို့မှာရှိတဲ့အရာကမုံ9လုံးနဲ့9နှကောင်ပဲရှိတယ်အဲ့တော့မုံ9လုံးနဲ့9နှကောင်လူတယောက်စာအတွက်ပဲဖြစ်တယ်
သူတို့တွေကယေရှုကိုဘလို့ပြောလဲဆိုရင်ကိုရောကသူတို့စားစရာဖို့သင်တို့ပေးကြလို့ဟုမိန့်တော်မူ၏တပည့်တော်တို့ကလည်းအကျွန်ုပ်ဒီသွား၍ဤလူအပေါင်းတို့စားစရာဖို့မဝဲလေမုံငါးလုံးနဲ့ငါးနှကောင်မှတပါအဘယ်စားစရာမှအကျွန်ုပ်တို့မရှိပါဟုရှောက်ကြ၏အဲ့တော့ယေရှုကပြောတယ်သူတို့ကိုတဲ့စားစရာမင်းတို့ကပေးပါလို့ပြောတယ်အမှတပည့်တော်တွေကရှောက်တယ်သူတို့မှာစားစရာရှာလိုက်တဲ့အခါမှာတဲ့မုံငါးလုံးနဲ့ငါးနှကောင်ကလွယ်ပြီးမှကြံတာမရှိဘူးလို့ပြောတယ်အဲ့တော့ယေရှုကအဲ့ဒီခါမှာဘာလုပ်လဲဆိုရင်လူတွေကိုဘာလုပ်လဲဆိုရင်ထို့သောရှောက်သည့်အကြောင်းကလူ9000ခန့်မြရှိတည်းထိုအခါလူများတို့ကိုတဆုလင်90စီအဆုဆုလျောင်းကြစေဟုအမိန့်တော်ရှိအဲ့တော့ယေရှုကစတင်ဘာလုပ်လဲဆိုရင်လူ90စီ90စီစုခိုင်းတဲ့အခါမှာအဲ့ဒီမုံ9လုံးနဲ့9နှကောင်ကိုယေရှုကကျေးဇူးတော်ချီးမွမ်းတယ်ကောင်းရင်ကိုကြည်မြော်လျက်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ့၍လူများရှိ၌ထဲ့စေခြင်းကတပည့်တော်တို့အားပေးတော်မူ၏လူအပေါင်းတို့သည်စား၍ဝါကြပြီးမှကျွင်းရစ်သောအကျိုးအပဲ့ကိုကောက်တင်၍12တောင်အပြည့်ရကြ၏တဲ့အဲ့တော့တပည့်တော်တွေကယေရှုကိုပြောတဲ့အရာကပဲဆိုကိုတော်တဲ့သူတို့အားလုံးကိုတဲ့နီးစက်ရာရွာဘေးနားမှာသူတို့ဟာသူတို့စားစရာကိုသွားရှာဖို့ရန်အတွက်အခွင့်ပေးပါလို့ယေရှုကိုတောင်းတယ်အဲ့တော့သူတို့လည်းထင်မယ်ယေရှုကဟုတ်တယ်ငါတို့မှာသူတို့လူ9000ကိုကျွေးဖို့ရန်အတွက်အစားအစာမလုံလောက်ဘူးအဲ့ဒါကြောင့်သူတို့အားလုံးသူတို့ဟာသူတို့နီးစက်ရရွာမှာသွားပြန်ပြီးမှအစားအစာရှာပါစေဝယ်ပါစေဆိုပြီးယေရှုကလည်းအဲ့ဒါကိုလက်ခံလိုက်မယ်အဲ့ဒီနီလန်းကိုသူတို့လက်ခံလိုက်မယ်လို့တပည့်တော်တွေကထင်တယ်ဒါပေမဲ့ယေရှုကအဲ့ဒီနီလန်းနဲ့အလုံးမလုံးယေရှုကဘာသုံးလဲဒီနေ့ဂျေဇုတော်ချီးမွမ်းတယ်အာမင်တခါတလေမှာကျမတို့ကဒီနီလန်းကပိုကောင်းလိမ့်မယ်ဆိုပြီးယေရှုကိုပြန်ပြီးပြောပြလဲရှိတယ်ကိုရိုရဲ့ဒီနီလန်းနဲ့ဆိုပို့ဘူးကောင်းမယ်ကိုရိုရဲ့ဒီနီလန်းနဲ့ဆိုပို့ပြီးမှအထာကြမယ်ဒါပေမဲ့ဘုရားသခင်ကတခါတလေမှာကျမတို့ပြောတဲ့နီလန်းတဲ့ပိုကောင်းတဲ့နီလန်းဘုရားမှာရှိတယ်တပည့်တော်တွေကထင်တယ်ယေရှုကဒီလူ9000ကိုကျွေးနိုင်မှာမဟုတ်ပါဘူးယေရှုကဒီလူ9000စာအတွက်စားစရာဘယ်မှာသွားယူမလဲတပည့်တော်တွေကထင်တဲ့အရာကယေရှုဒီမလုံနိုင်ဘူးလို့ထင်တယ်ကျွန်မအခုနပြောသလိုတစ်အပေါင်းတစ်နဲ့ပဲနှစ်ရတာမဟုတ်ပါဘူးနီလန်းမြောက်များစွာရှိပါတယ်နှစ်ကိုရမယ်နီလန်းတွေဒါပေမဲ့ယေရှုကဘာလုပ်လဲဆိုရင်မုံ9လုံးနဲ့9နှကောင်ကိုဒီနေ့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာမြောက်များစွာသောလူတွေစားပြီးမှအကျွမ်းအကြံကဘယ်နှစ်တောင်းတော့ဆက်ပြီး12တောင်းအပြည့်ရသေးတယ်တဲ့12တောင်းအပြည့်ရသေးတယ်အဲ့ဒီဘုရားသခင်ကအဲ့ဒီနေရာမှာတဘာဝလွန်သောတိုးပွားခြင်းနီလန်းနဲ့အလုံးလုံးနေတာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျမတို့ဘဝမှာဘုရားသခင်ကိုအကန့်အသတ်မလုပ်ဖို့ရန်အတွက်လိုအပ်တယ်ဘုရားသခင်ကဒီအရာကိုငါ့ကိုလုပ်ပေးနိုင်မှာမဟုတ်ပါဘူးငါရဲ့မိသားစုတွေဘုရားသခင်ပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူးငါရဲ့လုပ်ငန်းမှာဘုရားသခင်ငါ့ကိုကောင်းချီးပေးနိုင်မှာမဟုတ်ပါဘူးအဲ့လိုကျမတို့ဘုရားကိုကန့်သက်ထားလို့မရဘူးဖြစ်တယ်ဘုရားကိုအဲ့လိုကန့်သက်လိုက်တာနဲ့ဘုရားသခင်အလုံးလုံးခြင်းကကျမတို့အပေါ်မှာလေအကန့်အသတ်နဲ့ပဲလာတော့တာဖြစ်တယ်ကိုကမဖြစ်နိုင်ဘူးလို့ဘုရားသခင်ရဲ့အလုံးလုံးခြင်းကိုအဲ့လိုတွေးလိုက်မယ်ဆိုရင်တော့ဘုရားသခင်ကလည်းအလုံးလုံးလာတော့မှာမဟုတ်ဘူးဖြစ်တယ်ဒါပေမဲ့ကျမတို့ကဘုရားသခင်ရဲ့အလုံးလုံးခြင်းကိုအမြဲတမ်းယုံကြည်နေဖို့လိုအပ်တယ်ဘုရားသခင်တဘာဝလွန်သောနမိတ်လက္ခဏာတွေကိုဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာဖြစ်စေနိုင်တယ်ဘုရားသခင်မပြောင်းလဲစေနိုင်တဲ့အရာမရှိပါဘူးဟာလေလုယာထွမြောက်ရာကျမ်းအခန်းကြီး3အငယ်14မှာဘုရားကဘာပြောလဲဆိုရင်ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ပြောတယ်ဘုရားသခင်က तू ဖြစ်တဲ့အတိုင်း तू ပဲဖြစ်တယ်ဘုရားသခင်ကိုကျွန်တော်တို့ကဒီလိုပုံစံဖြစ်မယ်ဒီလိုပုံစံတော့ तू အလုံးလုံးနိုင်မှာမဟုတ်ဘူးဒီလိုရတော့ငါ့ကိုကောင်းချီးပေးနိုင်မှာမဟုတ်ဘူးဒီလိုလစာတော့ငါတောင်းရင်ဘုရားကပေးနိုင်မှာမဟုတ်ဘူးစသဖြင့်ကျွန်တော်တို့ကဘုရားသခင်ကိုကန့်သက်လျက်ရှိတယ်ဒါပေမဲ့ကျွန်မအားပေးခြင်းနဲ့ဘုရားသခင်ကိုလုံးဝအကန့်အသတ်မလုပ်ပါနဲ့ဘုရားသခင်ကအလုံးလုံးနိုင်တဲ့စွမ်းအားကအကန့်အသတ်မဲ့ရှိပါတယ်အာမင်ကျမတို့အားလုံးကိုတော့မှထာဝရအသက်ကိုပေးပိုင်တော်သူဖြစ်တဲ့အတွက်ကျမတို့အားလုံးကိုသူတာဝန်ယူနိုင်တယ်ကျမတို့အားလုံးကိုနမိတ်လက္ခဏာနဲ့သူထောက်ပံ့နိုင်တယ်ကျမတို့အားလုံးကိုနမိတ်လက္ခဏာနဲ့သူကောင်းချီးပေးနိုင်တယ်ဟာလေလုယာဘုရားသခင်အလုံးလုံးပုံကအံ့ဩစရာကောင်းလောက်အောင်ဒီနေ့ကျမတို့အသက်တာပေါ်မှာစီစဉ်လာမှာဖြစ်တယ်အဓိကကျမတို့ဘာလုပ်ရမလဲဘုရားသခင်အလုံးလုံးခြင်းကိုကျမတို့တကားဖွင့်ပေးဖို့လိုအပ်တယ်ကိုယ်အသက်တာထဲမှာလုံးဝတကားဖွင့်ထားဖို့လိုအပ်တယ်အဲ့ဒီခါကျရင်ဘုရားသခင်စီကဒီနေ့နမိတ်လက္ခဏာတွေဒီနေ့တပည့်တော်တွေနဲ့လူ9000ကယေရှုလုပ်တဲ့နီလန်းနဲ့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာမြောက်များစွာသောအစားအသောက်တွေသူတို့ဝါယုံတမက12တောင်အပြည့်အပေါ်ရသေးတာဖြစ်တယ်
တခါတလေမှာကျမတို့ဒီနီလန်းကဘုရားသခင်အလုံးမလုံးနိုင်ဘူးလို့ထင်ပေမဲ့ဘုရားသခင်အဲ့ဒီနီလန်းနဲ့အလုံးမလုံးတခြားနီလန်းနဲ့အလုံးလုံးမှာဖြစ်တယ်ဘုရားသခင်ဒီနီလန်းနဲ့ကိုမျောလင့်ထားတဲ့နေရာကနေကောင်းချီးမလာရင်ဘုရားသခင်ငါ့ပေါ်မှာဒီနေ့ကောင်းချီးမပေးဘူးဘုရားသခင်ငါ့ပေါ်မှာမတရားဘူးစသဖြင့်ကျမတို့ဘုရားသခင်ကိုဘုရားသခင်အပေါ်မှာစိတ်ပြက်လျက်ရှိတယ်ကိုစိတ်ပြက်လျက်ရှိတယ်ငါဘုရားလူမဟုတ်ငါဘုရားသားသမီးမဟုတ်တော့စသဖြင့်ကိုစိတ်ပြက်တယ်ဒါပေမဲ့ဘုရားသခင်ကလေကျမတို့မျောလင့်ထားတဲ့နီလန်းနဲ့အလုံးလုံးချင်မှလုံးလိမ့်မယ်ဘုရားသခင်ကသူဖြစ်တဲ့အတိုင်းသူဖြစ်တာဖြစ်တယ်ဟာလေလုယာဒီနေ့ဘုရားသခင်ကိုအခွင့်ပေးရအောင်ဘုရားသခင်ရဲ့အလုံးလုံးခြင်းတွေကိုအခွင့်ပေးရအောင်ဘုရားသခင်ကကျမတို့အပေါ်မှာနီလန်းမြောက်များစွာနဲ့ကောင်းချီးပေးနိုင်တာဖြစ်တယ်အာမင်နှစ်ကိုရမယ့်နီလန်းတွေမြောက်များစွာရှိပါတယ်အဲ့တော့ကျမတို့ဒီနေ့ဒီနှုတ်ကပတ်တော်နဲ့အားလုံးကိုခွန်အားပေးခြင်းနဲ့ဒီနေရာကနေပဲညီကုံချုပ်ပါတယ်အရောက်ချင်းစီတိုင်းဖျားရှင်အထူးပဲကောင်းချီးပေးပါစေအာမင်